နောက်ဆုံးအခု live မှာအငင်းပွားနေတာတွေရှိတယ်ဒါတွေကိုကျွန်တော်တို့ကကိုပါဆိုင်ပါညာပြောလို့မရဘူးလေနော်ဒါပေမဲ့တခုတော့ရှိတယ်သူတို့အထင်သေးတာပေါ့အားတဲ့ BNN ကြောထူတို့ BNN တို့ကျွန်တော်ကျန်တဲ့ချက်တွေတို့ကဝယ်ရတာမလွယ်ဘူးတဲ့ခက်တယ်တဲ့မြန်မာပြည်ကတိုက်ချက်ကမြန်မာချက်ကဘယ်ချိန်ဘယ်နေရာဝယ်ရတယ်တဲ့အဲ့ဒီအတွက်မြန်မာချက်ကဈေးမပေးရဘူးတဲ့ဒီနိုင်ငံခြားချက်ကကြတော့ကြက်ပေါက်ကိုပဲ၈သိန်းလောက်ပေးရတယ်ဆိုတာတဲဦးစိတ်တွေပါဒီကြောင်းနဲ့ဘာညာပေါ့နော်အဲ့လိုမျိုးပြောမှန်ပါတယ်နော်ဒါပေမဲ့လို့သေချာတာတခုကတော့ညီကိုတို့ပြောလိုက်မယ်ဝါသနာရှင်တွေပဲရမယ်အဲ့ဒီဈေးတွေနဲ့အဲ့ဒါနေတော့ဒါပေမဲ့ဝါသနာရှင်တွေကများတာဟုတ်သူတို့ကလည်းပြောမှာပေါ့ရတယ်ကိုကျွန်တော်တို့ကလည်းတိုက်နေတဲ့သူတွေကိုကျွန်တော်တို့ချက်တွေမရောဘူးကိုဝါသနာရှင်တွေကိုပဲကျွန်တော်တို့ကဒီမလုံးတွေမျောလင်းချက်တွေတခါမှပေါ့နော်ဒါကြီးကိုဥပမာဒီလိုမျိုးကြီးကိုလှုပ်လိုက်ရင်ဒီလိုဖြစ်သွားမယ်ဆိုတော့အိမ်မက်မျိုးတွေမျောလင်းချက်တွေပေးပြီးတော့ကျွန်တော်တို့ကရောင်းတာကိုဟိုတကယ်တိုက်နေတဲ့ပညာရှင်တွေကိုကျွန်တော်တို့ချက်တွေနဲ့ကျွန်တော်တို့ဝိုင်းမှာတောင်းတောင်တော့မဖြစ်ထူးမှုဆိုတာကျွန်တော်တို့ကသိတယ်ကိုမရောမှုနဲ့သူတို့ကလည်းပြန်ဖြေမှာပေါ့အဲ့လိုမျိုးရှိကျွန်တော်တို့တကယ်ကောင်းတဲ့ချက်တွေကလည်းတကယ်ဈေးပေးရတယ်နောက်ပြကျွန်တော်တို့ကအညာဝိုင်းလေအညာဝိုင်းဆိုတော့ကောက်ကူတွေနဲ့ပဲရှင်သန်ရတာခွရတာဖြစ်တဲ့အတွက်သူတို့တွေကပတ်ဆက်ကျွန်တော်တို့ကပတ်ဆက်ရှာတာလေဝါသနာရှင်တွေကတော့ဖောက်မယ်ပေါ့ဗျာဒါကြီးကိုအိမ်မက်မက်တာပေါ့မှုရဝင်ကကြောထူလိုက်ပဲဒါတို့သူတို့ပြောရမှာသူတို့ကြောင်းတဲ့သူတို့ပေါ့နော်အဲ့တော့ကျွန်တော်တို့ကလည်းမကောင်းဘူးပြောရမှာကြက်ဆိုတော့ဘယ်မျိုးနဲ့မှပြည့်ပြည့်သူကကောင်းကြတာကြီးတာရှိရပဲကိုကင်မဒီကြောထူကြီးကိုကင်လိုက်ခံချင်မှကျွန်တော်တို့ကဝိုင်းထဲမှာပတ်ဆက်နေတိုင်းရှာပြီးတော့တိုက်ဆောက်ကားစီဖြစ်သွားမှာမဟုတ်ဘူးလေဟိုကျွန်တော်ပြောချင်တာဒီမြန်မာကျက်ကလည်းအဲ့လိုပဲတားကြီးသိန်း100 200တန်းကြီးကင်တိုက်လိုက်ခံချင်မှကျွန်တော်ဝိုင်းထဲမှာတိုက်ဆောက်ကားစီဖြစ်သွားမှာမဟုတ်ဘူးလေဒါလည်းသူတို့ရဲ့ဈေးကွက်စီးပွားရေးအရာသူတို့ထိုးဖောက်နေတာဖြစ်တယ်ကျွန်တော်ဝင်လဲပါစရာအကြောင်းမရှိဘူးပြောလဲပြောစရာအကြောင်းမရှိဘူးသူတို့ကြိုက်တဲ့ဈေးသူတို့ရောင်းတာကြိုက်တဲ့သူဝယ်လိုက်လိမ့်မယ်ပေါ့နော်ဥပမာဟိုတနေ့အင်ကြီးကြော်ညာသလိုပေါ့အင်ကြီးတဲ့85သိန်းဆိုလဲဒါဘာချီသားနဲ့လောက်တာတော့တန်တာမတန်တာကိုပြောစရာအကြောင်းမရှိဘူးဝဲဝင်နိုင်တဲ့ကောင်ဝစ်လိမ့်မယ်ဒီလိုမျိုးပေါ့ကိုကဂျန်နဲ့ကဝစ်ပြီးလဲလူတော်တဲ့သွားလို့ရပါတယ်အဲ့လိုပါပဲဟိုကကျွန်တော်တို့ကတော့အညာဒေသကျွန်တော်တို့ကျက်သမားကြီးတွေကတော့ကျက်သမားကြီးတကယ် level မြင့်လာပြီးတော့ဆရာကြီးဖြစ်လာတဲ့ချက်ကတော့မမြင်ဘူးတဲ့ချက်မွဲပါဘူးဘုရုသားသမီးဆိုပြီးတော့လည်းမွဲပါဘူးနော်ကိုမြင်ဘူးတဲ့ချက်ကိုကြိုက်တဲ့ချက်ကိုဝိုင်းထဲမှာကြေးပေးပြီးတော့မွေးလိုက်မယ်ဘာလို့လဲဆိုတော့စတဝါဝါနဲ့မျောလင်းချက်တွေနဲ့အိမ်မက်တွေနဲ့စိတ်ကူးရင်ရမယ်အရွယ်မဟုတ်တော့စိတ်ကူးရင်ပြီးတော့ဖောက်ပဲပြုတ်မယ်ရှင်းလည်းမရှင်းခဲ့ပါဘူးပေါက်လည်းမပေါက်ပါဘူးသူတို့လေးတွေဝါသနာဒါပေမဲ့သူတို့စိတ်ကူးအဲ့လိုမျိုးလဲမလုပ်တော့ကျက်သမားကြီးတွေကအခုတီးအခုခူးစားလိုက်မယ်ဒါပတ်သက်ဒီဘက်မှာ9သိန်းရင်ဟိုဘက်မှာ10သိန်းရှာလိုက်မယ်ဒီလိုပါပဲအားလုံးပဲမင်